သာသနာတော်နှစ်2549ခုနှစ်ကောဇာတက္ကရာ1368ခုနှစ်ဝါဆိုလဆန်း12ရက်တက္ကရာ2005ခုဇူလိုင်လ18ရက်ရန်ကုန်တိုင်းတက္ကေတမြို့နယ်9ရပ်ကွက်နဝရလန်းဩညာရမမောဂဝိပဿနာကျောင်းတိုက်ကြီးအတွင်းမှာဆင်ရင်ကျင်းပဆဲဖြစ်သောတတိယအကြိမ်မြောက်မောဂဝိပဿနာရက်ရှိရက်တရားစခန်းရက်9ရက်မြောက်နေ့ညနေပိုင်းတရားဖြစ်ဟောကြားအပ်သောသုံးတတ်ရင်စေပဋ္ဌာန်းတရားတော်ဒီတရားတော်ကိုမဟောကြားမနာကြမီမှာတရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုစိန်ညာလေးပါးဘုရားရှိခိုးနဲ့ရှိခိုးကြည်ညိုပါမယ်လေးလေးစားစားအာယုံပြုထားကြပါတိပိစ္ဆာတတ္တကတယံတိတွေသတ္တရောနဝေကန္တာရူပေကောတိလူခေဓမ္မေပတနာတေယေနမေတိယံတေစီဝေမိတုနလဇမတတ္တဝါတို့ကိုနေချာခွဲမှုသုံးစုသုံးပုံပြု၍ဒွေယန္တာနစုနှစ်ပုံတန်ဇမတတ္တဝါတို့သည်ရူပေရုပ်ရည်အစဉ်လှပခြင်း၌ပတနာတတ္တရှင်ဆိုကြည်ညိုကြလေကုန်၏သင်္ဆအံတေစီဝေမိတုနလဇမတတ္တဝါတို့ကိုသင်ချာခွဲမှု၅စု၅ပုံပြု၍သတ္တရောအန္တာ၄စု၄ပုံနလဇမတတ္တဝါတို့သည်ကောတိကျောသောတရင်တန်ကောင်းခြင်း၌ပတနာတတ္တရှင်ဆိုကြည်ညိုကြလေကုန်၏တတ္တအံတေစီဝေမိတုနလဇမတတ္တဝါတို့ကိုသင်ချာခွဲမှု၁၀စု၁၀ပုံပြု၍နဝအန္တာ၉စု၉ပုံနလဇမတတ္တဝါတို့သည်လူခေပစ္စည်းလေးဖြာကိလေသာခေါင်းပါခြင်း၌ပတနာတတ္တရှင်ဆိုကြည်ညိုကြလေကုန်၏ကာတိအံတေစီဝေမိတုနလဇမတတ္တဝါတို့ကိုမင်ချာခွဲမှုတသိန်းစုတသိန်းပုံပြု၍ဧကန္တာတစုတပုံနလဇမတတ္တဝါတို့သည်ဓမ္မေသီလသမารိပညာတိဟုသောဂုဏ်တရားတို့၌ပတနာတတ္တရှင်ဆိုကြည်ညိုကြလေကုန်၏တေဟိထိုရူပဘာနာပုဂ္ဂိုလ်ကောသပမနာပုဂ္ဂိုလ်လူခပမနာပုဂ္ဂိုလ်ဓမ္မဘာနာပုဂ္ဂိုလ်၄မျိုးတို့သည်ပတ္တာရိတ္တပတ္တရှင်ဆိုကြည်ညိုကြကုန်သောယေကုဏကျေတုပဝါဇိဓမ္မစင်ညာလေးပါးဂုဏ်တော်များတို့သည်တန်တိထင်ရှားမြာဖြင့်များပြားပုံသေးရှိကြပါပေကုန်၏တေထိုရူပဝါဇိဓမ္မစင်ညာလေးပါးဂုဏ်တော်များတို့ကိုအဟံသူတော်သူမြတ်လူနှင့်နတ်တို့ကျင့်နာရန်မြောဘုရားတပည့်တော်သည်နမေနမမိမင်္ဂသနာလည်းဥစ၌ကြည်စွာကောယောပူဇော်မြတ်တို့ကိုဝေရှိုး၍ရှိခိုးခြင်းသည်အထုနိညာမစေအမြဲမကွာမန်းစွာမသွေဖြစ်ပါပေ၏ဣမိနာဗုဒ္ဓပဏာမိနာဤသို့ဘုရားရှင်အားရှိခိုးကြောင်းဖြစ်သောပဏာမကုသိုလ်စေရနာကြောင့်မိမအောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရန်မြောဘုရားတပည့်တော်ဤဘောတုံမကမောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရန်မြောသင်္တော်စဉ်တရားနာပိဋကပေါင်းတော်ကောင်းတို့ဤယထိတ်စီတတ်တော်အကျဉ်းချင်းလိုရှိရတောင်းနာသည့်ကောင်းကျိုးချမ်းသာပြည့်ပြည့်မင်္ဂလာထွေထွေသည်ယထိဇာတိယံကျဉ်လိုရှိရတောင်းနာသည့်အတိုင်းသမိတ်ဇတုထင်ဆောင်မျက်မှောက်ဝင်လာရောက်၍ချိုးမောက်လျင်ကြီးအမြောက်ချီရအောင်ကြီးပြည့်စုံပါစေတည်းသာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရှိခိုးကြည်ညိုပြီးတဲ့နောက်တရားဓမ္မတွေကိုဟောကြားနာကြားကြသို့ဆိုတော့ပဋ္ဌာန်းတရားတော်ကိုဟောလာခဲ့တာယနေ့ရက်တရားစခန်းရဲ့9ရက်မြောက်မှာ10ရက်တောင်ရှိခဲ့ပါပြီဟေတုပစ္စည်းကိုလည်းပဲတဲ့အမျိုးမျိုးနားလည်အောင်လို့4ရက်တိုင်တိုင်ဟောပေးခဲ့တယ်လို့အခုအာရမဏပစ္စည်းပိုင်းမှာလည်းပဲ4ရက်တောင်ရှိလာခဲ့ပြီဟေတုပိုင်းနဲ့အာရမဏပိုင်းကိုအခုပေါင်းစပ်ပြီးတော့တော်စင်များတွေတန္တရာမှာလည်းပဲအမြင်ရှင်းပစ္စုပန်မှာလည်းပဲတဲ့သုံးတတ်ရင်စေးဖြစ်ပြီးတော့အပေတကားတွေပိတ်ပြီးနိဗ္ဗာန်ကနေကောင်းစွာလွတ်လောက်နိုင်အောင်
ဖြစ်ပေါ်နေတဲ့ဓမ္မအစဉ်ဒီပေါ်မှာအကြောင်းအကျိုးတွေပိုင်းခြားမြင်သိတဲ့ဉာဏ်တွေကိုကောင်းစွာကိန်းဖို့မိမိတို့ရဲ့လှုပ်ရှားတဲ့အမူအရာမှန်သမျှဒီပေါ်မှာမြင်တာကိုပဲအာယုံပြုမလားကြားတာကိုပဲအာယုံပြုမလားဓဝရ6ပါးအလက်ကျဖြစ်ပေါ်နေတဲ့တရားတွေမှာငါတွေသူတွေပုဂ္ဂိုလ်တ attva ငါသားငါသမီးအထဲဆိုတာတွေဘာတစ်ခုမှမရှိပဲဓမ္မအစဉ်တွေပဲလို့ဆိုတာကိုလည်းစဉ်ဆက်မပြတ်နာရတော့လည်းပဲသဘောပေါက်တလူလူကနေပြီးရှင်းလင်းလာနိုင်တဲ့အထီကိုမရနိုင်ဘူးလားရနိုင်လားဒီတရားတွေကိုနာရဖို့ကိုလွယ်မလားနေ့စဉ်နဲ့မြတ်သူတော်စင်များသည်ခန္ဓာမြောက်တရားတွေကိုကြီးနာလိုက်ရတဲ့အတွက်ကြောင့်မလို့အခုရှေ့ပိုင်းကဘုရားရှိခိုးခဲ့တယ်လို့ပဲတဲ့ဓမ္မသက်သက်ကိုနာနိုင်တဲ့ပုဂ္ဂိုလ်ဒီအမတန်ရှားတယ်တဲ့အတန်နောက်ကိုတင်ပြီးနာတဲ့ပုဂ္ဂိုလ်ရုပ်ရည်အစစ်နောက်ကိုလိုက်ပြီးနာတဲ့ပုဂ္ဂိုလ်ခေါင်းပါတဲ့အကျင့်တွေနောက်ကိုလိုက်ပြီးတရားုံဖြစ်တဲ့ပုဂ္ဂိုလ်တွေသာများကြတယ်အခုလိုဓမ္မစစ်တွေကိုနာကြားနိုင်ဖို့အတွက်ကိုယ်တိုင်ကိုယ်ကြသိအောင်ကြိုးစားနိုင်ဖို့အတွက်ကြတသိမ်းမှာတယောက်နှုံးတောင်မှရှိဖို့မလွယ်ဘူးတဲ့နော်အဲ့ဒီချက်မှာကိုမပါဘူးလားတသိမ်းမှာတယောက်ထဲမပါဘူးလားပါလို့လည်းဒီရောက်နေတာပေါ့နော်အဲ့တော့တသိမ်းတယောက်နှုံးမှာကိုပါတယ်ဆိုတာကဝမ်းမြောက်စရာကောင်းနေတာအဲ့ဒီတယောက်နှုံးပါတယ်တဲ့မှာလေကိုကသဘောပေါက်ဉာဏ်ရောက်ပြီးအတိအမြင်တွေကိုပိုင်ပိုင်နိုင်နိုင်နဲ့ကိုဝင်နဲ့တလောက်အပိုင်းခြားမှာတဲ့ရှင်းရှင်းလင်းလင်းသိခွင့်ရသွားရင်အဖို့မတန်ဘူးလားအစပထမနေ့တုန်းကဟောခဲ့တဲ့တရားလေးကိုပြန်အာယုံပြုလိုက်ရင်ဝိပဿနာဉာဏ်ရဲ့ကျေးဇူးဘယ်နှမျိုးပါလဲ6မျိုးပါတော်သေးတာပေါ့ဆွေရဲ့စက္ကန့်မပြည့်သေးဘူးအခုဘယ်နှမျိုးဆိုတာလဲမမှတ်မိတော့ဘူးဝိပဿနာဉာဏ်ရဲ့အကျိုး5မျိုးမပြောခဲ့ဘူးလားပြောခဲ့တယ်ပေါ့နော်အဲ့တော့တရားရှေ့ကသွားနောက်ကမေ့ရှေ့ကသွားနောက်ကမေ့တရားကိုနာကြားတဲ့နေရာမှာပုဂ္ဂိုလ်3မျိုးကမှတ်မိသေးလားမှတ်မိတယ်ပေါ့အဲ့တော့ရှေ့ကနေပြောပြီးနောက်ကနေပြီးတော့မေ့နေတာဒီဘယ်လိုပုဂ္ဂိုလ်မျိုးတော့ခပိုက်ဆောင်နဲ့တူတဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲထိုင်နာနေတော့ကတော့ဟုတ်တယ်လို့ပဲပေါ့နော်ဟောဒါလေးတွေဒီလိုပြောသွားတယ်မှတ်သားလိုက်တာရတယ်လို့သိတယ်လို့ကဲပြီးလဲပြီးသွားရောအားလုံးဘာမှမကြံတော့ဘူးအဲ့လိုဆိုရင်နဲ့ခုရဲ့တရားသိတဲ့အသည့်လေးတွေဟာလက်တွေ့ကျရှင်းတဲ့နေရာမှာအကောင့်ထည့်ပေါ်လို့ရပါတော့မလားမရပါဘူးဗျာဒီတိုင်းပဲသွားမလားမှန်ပါဗျာအခုဝိပဿနာဉာဏ်အကျိုးဘယ်နှမျိုးတော့သူများ5မျိုးဆိုတော့လိုက်5မျိုးတာပေါ့အဲ့တော့ဝိပဿနာဉာဏ်မရဘဲနဲ့တော့အဲ့ဒီအကျိုး5မျိုးမရဘူးပစ္စုပန်မှာ2မျိုးဒါတော့လည်းမဆိုးပါဘူးပစ္စုပန်မှာ2မျိုးပစ္စုပန်မှာတဲ့ဝိပဿနာဉာဏ်ကိုကောင်းစွာရတဲ့ပုဂ္ဂိုလ်ဓမ္မအစဉ်ကိုမြင်အောင်သိအောင်အကြောင်းကျိုးပေါ်မှာပိုင်တဲ့ပုဂ္ဂိုလ်ကြတော့တထိုင်အတွင်းမှာကိလေသာဆင်ပြီးမနဲ့အားထုတ်ရင်ညနေအားထုတ်ရင်တထိုင်အတွင်းမှာနိဗ္ဗာန်ကိုရနိုင်တဲ့အသည့်အမြင်ကိုပေးစေတာဝိပဿနာဉာဏ်ရဲ့အကျိုးဒုတိယကတဲ့အဲ့ဒီလောက်ထိစွမ်းမရှိတော့လည်းပဲပေပေါက်ပေဝရောက်တဲ့အခါမှာအာယုံနမိတ်တွေမပြဘူးလားပြအဲ့လိုပြလာတဲ့အခါကျတော့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကကုသိုလ်အာယုံအကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကအကုသိုလ်အာယုံကြီးပေါ်လာတယ်ဝိပဿနာလုပ်ထားတဲ့ပုဂ္ဂိုလ်ကြတော့ဘာအာယုံပေါ်လဲယုံနဲ့ဖြစ်တဲ့အာယုံဘာအာယုံပေါ်လဲဟောတစ်ကပြန်စားမှာပေါ့နော်ဆယ်ရစခန်းလေးပြန်ပြီးတော့တစ်ကပြန်စားလိုက်ရက်တရားလဲပြီးတော့ဓာတ်နေမတက်တော့ဘူးပေါ့ဒီလိုလည်းမဖြစ်သေးဘူးနော်အဲ့တော့တရားဓမ္မတွေကိုကြိုးစားပြီးနာယူကြစမ်းမှာမှတ်မှတ်သားသားလည်းဖြစ်အောင်ကြိုးစားစမ်းမှာဝိပဿနာဉာဏ်ရတဲ့ပုဂ္ဂိုလ်ဒီတဲ့တထိုင်အတွင်းမှာယဟန္တာဖြစ်အောင်မကျင့်နိုင်ရင်လည်းပဲသေပေါက်သေဝရောက်တဲ့အခါမှာဝိပဿနာရဲ့ရှုခံအာယုံဖြစ်ပျက်ကိုပြန်မြင်တဲ့အတွက်အဲ့ဒါကိုပဲနှလုံးသွင်းဆင်ခြင်သွားတဲ့အတွက်ကိလေသာဈာခုမှုအာနေပြီးသေလဲသေယဟန္တာလည်းဖြစ်တဲ့အကျိုးကိုလည်းရတယ်လို့မဟုတ်ခဲ့ဘူးလားဟုတ်ကဲ့ပါဒါပစ္စုပန်မှာရနိုင်တဲ့အကျိုးကဲပစ္စုပန်မှာရနိုင်တဲ့အကျိုးကိုကိုကနေပိုင်ပိုင်နိုင်နိုင်နဲ့ထိထိရောက်ရောက်ဉာဏ်သွတ်သွတ်နဲ့မကြိုးစားခဲ့လို့ပဲဖြစ်ဖြစ်အမြင်မရှင်းလို့ပဲဖြစ်ဖြစ်တဲ့အဲ့ဒီဉာဏ်လေးနဲ့သိသွားတဲ့အခါမှာအပယ်၄ပါးကလွတ်ပြီးဒုတိယဘဝမှာနတ်ပြည်ဌာနနတ်လောကမှာနတ်အမျိုးအစား၄မျိုးနဲ့ကမပြောခဲ့ဘူးလားသေသေးချင်းသောတာပန်နဲ့အဲ့ဒီမှာသွားပြီးနတ်ဖြစ်ဖြစ်ချင်းတည်တာလည်းရှိတယ်ဓမ္မမိတ်ဆွေတွေကနေပြီးတော့လာတိပေးလို့သောတာပန်ပြန်တည်သွားတာလည်းရှိတယ်
တကိုးကြီးတဲ့နတ်တွေကသတိပေးလို့ပြန်ပြီးတော့သောတာပန်တိတာလည်းရှိ9ရက်တစ်ကြိမ်နတ်တရားပွဲမှာနာကြားလို့လည်းပဲသောတာပန်တိတာရှိတယ်လို့ဒီလေးမျိုးတက်ကတစ်မျိုးမျိုးနဲ့လည်းပဲအပယ်လေးပါးကလွတ်လောက်အောင်ကိုကဲတင်သွားနိုင်တဲ့ဝိပဿနာဉာဏ်ရဲ့အကျိုးကိုမပြောဘူးလားပြောခဲ့ပါတယ်တက္ကဒီမှာတဲ့ဒုတိယဘဝမှာလည်းမရခဲ့ဘူးအဲ့တော့ဖယားနှစ်သူကြားလို့ဗုဒ္ဓံတခေတ်ကိုလည်းပဲပိုင်းပြခဲ့တယ်ဂေါတမမြတ်စွာဘုရားလက်ထက်ကနေပြီးတော့ဂေါတမမြတ်စွာဘုရားလက်ထက်ကနေအရိမတိယမြတ်စွာဘုရားလက်ထက်တိုင်အောင်ဖယားနှစ်သူကြားထဲမှာလည်းအပယ်လေးပုံကိုမကြအောင်လည်းဝိပဿနာဉာဏ်ကကဲသွားနိုင်မယ်နောက်ပွင့်တဲ့ဘုရားမှာလည်းပဲဖူးတွေ့ရပြီးတရားကြီးနားလဲရတာနဲ့လည်းကျွတ်တန်းဝင်သွားနိုင်လောက်အောင်ကိုလည်းကျေးဇူးပြုလိုက်မယ်လို့ဘယ်အကျိုးကိုပြလိုက်လဲပြီးတော့ဝိပဿနာဉာဏ်ရဲ့အကျိုးဘယ်အကျိုးလဲဒါက၄ခုမြောက်တကယ်လို့သမဏတွင်နဲ့စုံတော်လေးပဲကိုကကြုံပြီးကြိုးစားလို့ဝိပဿနာဉာဏ်တော့ရခဲ့ပါတယ်သို့တော်လည်းပဲတဲ့မိမိရောပပောစားနဲ့နေခဲ့တာဒီဓမ္မမဟုတ်ရင်လည်းပဲဉာဏ်ကနှုတ်နေလို့ဖြစ်စေအဲ့ဒါလိုနဲ့သိသွားပြီးတဲ့နောက်သမဏတွင်ကနေလွတ်မြောက်ပြီးသမဏပရောက်သွားတော်လည်းပဲအချင်းကြီးမဖြစ်ဘဲနဲ့ဒီဉာဏ်ကပစ္စေကဗုဒ္ဓဖြစ်နိုင်အောင်လည်းပဲစောင့်ရှောက်သွားလိမ့်မယ်လို့မဟုတ်ခဲ့ဘူးလားဒါမြင်ဝိပဿနာဉာဏ်ရဲ့အကျိုးဗန္နမျိုးအဲ့ဒီ5မျိုးသောအကျိုးကိုရရင်နဲ့သံတရာကတော့မလွတ်ဘူးလားလွတ်ပါဘူးဗျာအပေတကားတော့မပိတ်ဘူးလားပိတ်ပါဘူးဗျာဒါလောက်စွာကြည့်တဲ့ဝိပဿနာဉာဏ်အကျိုးကိုယနေ့လိုချင်ကြတယ်ဆိုရင်ခုရဲ့တန်တန်မှာဝိပဿနာဉာဏ်အမြင်ကိန်းရမယ်။ဘာဉာဏ်အမြင်ဝိပဿနာဉာဏ်အမြင်ကိန်းရမယ်ဆိုတော့ဘယ်ပြန်ကြည့်ရအခန္ဓာပြန်ကြည့်တော့ခန္ဓာမှာရှိတဲ့တရားသဘောတွေပေါ်မှာဓမ္မအစဉ်တွေရဲ့အကြောင်းအကျိုးပေါ်မှာဉာဏ်ရှင်းရမယ်။ပြီးတော့အာရမဏပစ္စည်းကဒါကိုအခြေခံထားပြီးမဟုတ်လားဟောမှာလားဟောပါဘူး။ဟိတုပစ္စည်းတို့ကတော့ဟဲ့အကြောင်းတွေကြောင့်ခန္ဓာတွေရခဲ့တာတွေကိုတော့သဘောရှင်းအောင်ပြောခဲ့ပြီးပြီမိမိတို့ကုသိုလ်ပဲလုပ်လို့တဲ့အကုသိုလ်ပဲလုပ်လို့အဝိဇ္ဇာဆိုတဲ့အုပ်ချုပ်မှုအောက်မှာသာလင်ကျင်လည်ခဲ့ရတဲ့အတွက်ကြောင့်မလို့ဘဝခန္ဓာတွေနဲ့ပူနာတိဒုက္ခမလွတ်လောက်အောင်ခံခဲ့ရတဲ့အကြောင်းတွေကိုလည်းအကြောင်းအကျိုးနဲ့ရှင်းပြခဲ့လို့လည်းသဘောကတော့ပေါက်ခဲ့ပါပြီအဲ့ဒီဟိတ်6ပါးရဲ့အကြောင်းတရားဖြစ်ပေါ်ရတာကိုလည်းတဆင့်တက်ပြီးသိရအောင်ဆိုပြီးအာရမဏပစ္စည်းနဲ့လည်းပဲဘုရားရှင်ကထောက်ပြပြီးဟောလိုက်တော့အာယုန်နေကြောင့်ဖြစ်တယ်ဆိုတာကမသိရဘူးလားအာယုန်ဘယ်နှပါး6ပါးအာယုန်ဘယ်နှပါးပြောကြည့်အောင်အစင်အတန်အနံ့အရသာတွေ့ထိစရာကြံတွေးစရာပြန်ပြောပါဦးဒီအာယုံ6ပါးကနေပြီးတော့ယနေ့သူတော်စင်များကိုဟိတ်ဆိုတဲ့အကြောင်းတွေကိုလည်းကောင်းစွာဖြစ်စေလိမ့်မယ်အဲ့ဒီဟိတ်6ပါးမှာလည်းပဲပြန်ကြည့်တဲ့အခါမှာကုသိုလ်နဲ့အကုသိုလ်လို့ပိုင်းခြားပြီးမပြခဲ့ဘူးလားပြခဲ့ပါတယ်ဗျာအကုသိုလ်ဟိတ်တွေနဲ့သာအချိန်ကြီးကုန်ဆုံးခဲ့ရင်အပယ်လေးပုံကတက်လန်းရှိသေးလားရှိပါဘူးဗျာမသုံးတတ်တော့ဘေးကိုအကြည့်ကျတွေ့ရတာတခါကုသိုလ်လေးလောင်းနဲ့သီလလောက်နဲ့ကျင့်납ပြီးနေပြန်ရင်လည်းပဲတဲ့အဝိဇ္ဇာအုပ်ချုပ်မှုအောက်မှာရှိတဲ့အတွက်ရောပြောနေတဲ့ကုသိုလ်နဲ့အကုသိုလ်ကြောင့်တန်ត្រာထဲမှာကျင်လည်ရတော့လေဘဝခန္ဓာမှာကျင့်납เสียကောင်းတယ်လို့သုခတိပုံတွေမှာရပင်ရညာတော့လေပူနာတိဒုက္ခတွေရဲ့နှိမ့်ဆက်မှုအောက်မှာပြန်မရောက်ဘူးလားရောက်လားဒါမြင့်လွတ်တာလားဘေးပြန်တွေ့တာလားအလုံးမချတတ်ရင်ဘေးတွေ့ဖို့သာလျှင်သိကြတယ်အလုံးချတတ်တဲ့ပုဂ္ဂိုလ်ကြတော့လေဉာဏ်ရအောင်မကြိုးစားဘူးလားကြိုးစားမလားဉာဏ်ရအောင်ကြိုးစားမယ်ဆိုရင်အာယုန်တွေကကျေစုပြုလို့ဖြစ်ပေါ်လာတဲ့ဓမ္မသဘောကိုပိုင်ပိုင်နိုင်နိုင်ရှင်းရှင်းလင်းလင်းသိဖို့တော့မလိုဘူးလားလိုလားအခုတဦးနဲ့တူတယောက်နဲ့တယောက်ပြောကြဆိုကြတဲ့နေရာမှာမြင်လဲမြင်တယ်ကြားလဲကြားတယ်နေ့စဉ်မကြုံဘူးလားကြုံနေတဲ့အမြင်တွေကြုံနေတဲ့အကြားတွေဓမ္မမို့ရင်လည်းကိုယ့်ရဲ့စီးပွားရေးအတွက်ရောင်းဝယ်ဖောက်ကားမှုကမလုပ်ကြဘူးလားအဲ့ဒီရောင်းဝယ်ဖောက်ကားနေကြတဲ့ပုဂ္ဂိုလ်တွေဝယ်နေကြတဲ့ပုဂ္ဂိုလ်တွေရောင်းနေကြတဲ့ပုဂ္ဂိုလ်တွေပြန်ပြီးတော့တနေ့ပြောဆိုကြတဲ့အရာတွေမြင်တွေ့ကြတဲ့အရာတွေလောက်ကင်ကြတဲ့အရာတွေကိုပြန်ကြည့်ရင်လည်းပဲငါတွေသူတွေပုဂ္ဂိုလ်တ attva တွေလုပ်နေတာမဟုတ်ဘဲနဲ့ဓမ္မအစဉ်တွေကြီးပြနေပါလားလို့ယနေ့ဓမ္မသက်တဲ့အကြောင်းတွေကိုဖော်ထုတ်ပြီးတော့အာယုံရဲ့ကျေးဇူးပြုလို့ဖြစ်ပေါ်လာတဲ့စိတ်စေတသိက်တွေရဲ့အကြောင်းကိုသိသွားရင်ပုံမကောင်းလားကောင်းလား
တနေ့ငါရဲ့တဏ္ဍမှာအကုသိုလ်တွေဘလောက်ဖြစ်တယ်ကုသိုလ်တွေဘလောက်ဖြစ်တယ်ဉာဏ်တွေဘလောက်ပေါ်တယ်ဆိုတာကိုလည်းသုံးသပ်လို့မရဘူးလားမရပါဘူးအဲ့လိုဆိုရင်အာယုံကြောင့်လေနားလေရမယ်အာယုံကကျေးဇူးပြုလို့ဖြစ်ပေါ်လာတဲ့ဓမ္မအစဉ်ကိုလည်းသိအောင်မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်အဲ့လိုဆိုရင်ဒီပုဂ္ဂိုလ်ဒီအသုံးချက်တတ်သွားတဲ့အတွက်စေးရသွားတော့ချမ်းသာမှုကိုမမြင်ရဘူးလားမမြင်ပါဘူးသုံးတတ်မှရမှာနော်သုံးတတ်ရင်စေးလို့ခေါင်းစဉ်မတတ်ထားဘူးလားဒီစေးကိုမတောက်ခဲ့တဲ့အတွက်တန်တရားမှာကျွန်းတို့မုတ်ကုံနဲ့အပန်ပန်ထက်ရှည်ကြခဲ့တဲ့ဘဝတိုင်းမှာဒုက္ခတွေကြီးကြုံပေးရတာပါဒီဒုက္ခတွေကယနေ့အပိတိုင်လောပြီးတော့မလွတ်သေးရင်လည်းပဲတဲ့အပေတကားပိတ်ပြီးတော့ကျင့်တတ်စရာကောင်းတော့အောင်သူကတိမှာစံပြီးနိဗ္ဗာန်ကိုဝန်ဆံရမယ်ဆိုတဲ့ကျင့်တတ်စရာမကောင်းဘူးလားအဲ့လိုဆိုရင်ကိုယ့်ရဲ့တန်တန်ဘာပေါ်ရမင်းဒီဉာဏ်လေးပေါ်ဖို့အတွက်ကိုလည်းပဲဘသူကကျေးဇူးပြုမလဲမေးရင်အာယုံဉာဏ်ပေါ်အောင်လည်းဘသူကျေးဇူးပြုမှာအာယုံကကျေးဇူးပြုမှာအကုသိုလ်တရားတွေပေါ်အောင်လည်းပဲကုသိုလ်တရားတွေပေါ်အောင်လည်းပဲဒါမြင့်ဒီအာယုံတစ်ခုတည်းကနေပြီးတော့ဘလောက်ကြောက်စရာကောင်းလဲပြီးတော့အပယ်လေးပုံကိုလည်းဆွဲချသွားလိမ့်မယ်ဒုက္ခရိပုံကိုလည်းဆွဲတင်လိမ့်မယ်နိဗ္ဗာန်ကိုလည်းပဲအရောက်ပို့လိမ့်မယ်ဘယ်သွားခြင်းတော့နိဗ္ဗာန်ကိုအရောက်သွားခြင်းအာယုံကြီးရဲ့သဘောကိုနားလည်ရမှာပြီးတော့မိမိတို့ရဲ့တန်တန်မှာတဲ့ဟောဒီအစင်းနဲ့စုံဖို့ဘာရှိရမျက်လုံးဒါမြင့်မျက်လုံးဆိုတဲ့သဘောတရားမှာလည်းမျက်စိအကြည့်ပေါ့နော်ဒါမြင့်အစင်းနဲ့မျက်စိအကြည့်နဲ့လည်းပဲမစုံဘူးလားစုံမလားအဲ့လိုစုံလိုက်တဲ့အခါမှာတဲ့မျက်စိအကြည့်လေးမှလာပြီးတော့အစင်းလေးစုံတော့မြင်နေဆိုတဲ့စက္ခုဝိညာဉ်လေးမပေါ်ဘူးလားဒါမြင့်မြင်စရာအာယုံရဲ့မြင်တာရဲ့မြင်စရာအာယုံရဲ့မြင်တာမြင်စရာအာယုံကရူပယုံမြင်တာကငါလားသူလားမြင်စိတ်လားမြင်စိတ်ပါဒါမြင်မြင်စိတ်ကမြင်လိုက်မယ်မြင်စရာအာယုံရှိမှမြင်စရာအာယုံကရူပယုံဒါမြင်ရူပယုံအစင်းလေးကြောင့်မြင်နေဆိုတဲ့မြင်သိစိတ်တွေပေါ်လာပြီဒီမြင်လိုက်တဲ့အခါမှာဟောဒီမြင်စရာအာယုံမှာတာယာစရာအာယုံကမရှိဘူးလားရှိပါပါဗျာတာယာပွဲအာယုံရှိတယ်လို့စိတ်ပြက်ပွဲအာယုံကမရှိဘူးလားရှိပါပါဗျာဒီလိုဆိုရင်တာယာပွဲအာယုံလေးကိုမြင်လိုက်တဲ့ခဏမှာမြင်နေဟိဆိုတော့အရှုဉဏ်ကကိုယ်တန်တန်မကိရင်ခင်တယ်ကမလာဘူးလားလာပါဗျာလိုချင်တဲ့လောဘခင်တဲ့လောဘနှစ်သက်တဲ့လောဘလာပြီနော်ဒါမြင့်ဒီလောဘလေးဒီဘု து အကြောင်းပြုဟာဒီမြင်စရာအာယုံရဲ့တာယာပွဲအာယုံလေးကိုအကြောင်းပြုပြီးတော့မှနှစ်သက်တယ်လူကျင်တယ်တတ်မဲ့တယ်ဆိုတဲ့လောဘလေးလာတယ်။ဒါမြင့်ဒီလောဘလေးလာတဲ့အခါမှာနှစ်သက်မှုလေးကိုတဲ့ဒီနားတွေရက်သလားဆိုတော့မရက်သေးဘူး။မိမိတို့တဲ့ကဲဈေးတန်းတစ်ခုကိုတွားမယ်။တွားတဲ့အခါကျတော့တဲ့ခင်းကျင်းထားတဲ့အစင်လေးကိုတွေ့ရမယ်။အဲ့ဒီအစင်လေးမှန်သမျှအစင်လေးမှန်သမျှခင်းကျင်းထားတဲ့အရာတွေမှန်သမျှဒီတခြားလားရူပါယုံလားမှန်ပါဗျာရူပါယုံလေးကပြတယ်မြင်သေးကမမြင်ဘူးလားမြင်ပါဗျာမြင်လိုက်တဲ့ခဏမှာအော်ဟိုရောင်လေးကလာတယ်ဒီအစင်းလေးကလာတယ်လို့ကိုယ်စိတ်ထဲမှာဖြည့်ပြီးတော့မှဒီအစင်းလေးအာယုံကိုကြိုက်ပြီးတော့လိုချင်တဲ့သဘောကြောင့်ဒီလိုချင်မှုလေးတွေကတဲ့အားကြီးလာတဲ့အခါမှာအဲ့ဒီနာရောက်အောင်မသွားဘူးလားမှန်ပါဗျာကိုင်ွယ်ကြည့်တာကမလာဘူးလားမှန်ပါဗျာဒါကကြည့်လိုက်ဒီကံမြောက်တဲ့အဖြစ်ဒီတဲ့ဘယ်သူကကျေးဇူးပြုနေတာသူ့ရဲ့ဆွဲဆောင်မှုကြောင့်ကိုအဲ့နာရောက်သွားပြီနော်ဖြစ်ရကံရင်ကမလုပ်ဘူးလားသာမြင်ရင်မိမိတို့ကအဲ့ဒီဇေရဏကိုတွားပြီးတော့ခင်းကျင်းထားတဲ့အရာတွေကိုတွေ့လိုက်တဲ့အခါမှာရူပယုံဆိုတဲ့အစဉ်မြင်လိုက်တဲ့မြင်သိစိတ်လိုချင်နှစ်တဲ့လောဘဒါတွေကိုထိမ့်မြနဲ့ဖြစ်နေရတဲ့ဥပါဒံဒီပေါ်မှာတွားပြီးတော့မှတုဋ္ဌိကံရောက်အောင်တွားလိုက်တဲ့ကံဒီအထိမတွားဘူးလားသာမြင်ဒီပုဂ္ဂိုလ်ရဲ့တွားနေတဲ့အစဉ်လေးကိုကြည့်လိုက်တဲ့အခါမှာဟောဒီခင်းကျင်းထားတဲ့အစဉ်ဆိုတဲ့အရာတွေကလည်းမိမိတို့အထယ်တွေနဲ့သာပြောနေတာတဲ့အာယုံကတခြားလားရူပါယုံလားရူပါယုံဆိုတာကတဲ့ပုဂ္ဂိုလ်တ attva လားခန္ဓာလားတနည်းပြောရင်ဓမ္မပေါ့နော်ဒါမြင်ရင်နဲ့စတင်ပြီးတော့ပေါ်လာတဲ့အရာလေးမှာရောင်းဝယ်ဖို့အတွက်ကိုခင်းကျင်းထားတဲ့အရာတွေမှန်သမျှဒီပင်ရူပါယုံဆိုတဲ့ဓမ္မလေးပေါ်နေတာဒါကိုဉာဏ်မရှိတော့မသိဘူးမသိတဲ့အတွက်ကြောင့်မလို့ငါမြင်တယ်ဆိုတာမလားဘူးလားငါမြင်တော့ငါမလိုချင်ဘူးလားငါရဲ့လိုချင်မှုတွေကထိမ့်မရတဲ့အတွက်ကြောင့်မလို့လေဥပါဒမလားဘူးလားငါကိုယ်တိုင်ကကံမကြည့်ဘူးလားသတ်မြင်ရင်အဲ့ဒီကံကြည့်တဲ့အထိငါနဲ့မသွားနေဘူးလားရှာကြည့်အောင်ငါလေးနည်းနည်းရှာကြည့်ရအောင်
ငါကိုယ်တိုင်မသွားဘူးလားစိတ်ဘယ်သူသွားတာငါသွားတာဒီအစဉ်လေးကိုတဲ့ဘယ်သူမြင်တာငါမြင်တာဘယ်သူလိုချင်တာငါလိုချင်တာဟုတ်ကောဟုတ်ရဲ့လားအခုကြည့်လိုက်လေတဲ့အစင်းဆိုတဲ့ရူပါယုံလေးကိုတဲ့ဟောဒီမြင်သိစိတ်ဆိုတဲ့မျက်နှာဝင်အကြည့်တက်လေးမှာလာပြီးထင်လိုက်တဲ့အခါကျတော့မိမိစိတ်ကမြင်သိစိတ်လေးကမြင်တယ်ဆိုတာပေါ်တာပဲအဲ့မြင်တာကလည်းငါမြင်တာလားတဲ့မြင်စိတ်ကမြင်တာလားမြင်စိတ်ကမြင်တယ်ဆိုလို့ငါပါသေးလားဒါဆိုရင်ဓမ္မလေးပေါ်သွားပြီငါမပါတော့ဓမ္မလေးပေါ်သွားပြီပေါ့နော်ဟောဒီမြင်စရာအာယုံရူပါယုံမှလည်းပဲဓမ္မအစင်းမဲ့ရှိတယ်ဟောဒီမြင်တဲ့ပုဂ္ဂိုလ်မှလည်းပဲတဲ့ပုဂ္ဂိုလ်တ attva မရှိဓမ္မပဲဟောဒီမြင်တဲ့အတွက်ကြောင့်မလို့လိုချင်တာကောမလားဘူးလားလိုချင်တာကငါကလိုချင်တာလားလောဘတရားလေးလားလောဘတရားနော်ဒါမြင်လောဘတရားမှငါပါလားသူပါလားမပါတဲ့အတွက်လောဘဆိုတဲ့တရားလေးဒီပင်တဲ့ပုဂ္ဂိုလ်တ attva စိတ်သုံးနေတဲ့ဓမ္မလေးပေါ်လာတယ်ဒါမြင်မြင်လိုက်တဲ့နေရာမှာမြင်စရာအာယုံလည်းဓမ္မမြင်သိစိတ်ကလည်းဓမ္မဟောဒီမှာလူကျင်တာကလည်းဓမ္မဒါမြင်လူကျင်တာလေးကလူကျင်ုံတက်တက်လာတဲ့လူကျင်မှုအားကြီးတာလားဒါလူကျင်မှုတွေအားကြီးလာတဲ့ပြင်းထန်လာတဲ့ဆိုတာကလည်းငါသူကပြင်းထန်တာလားလောဘစိတ်ကြီးလာတာလားလောဘအားကြီးလာတာနော်ဒါမြင်လောဘတရားတည်လည်းပဲတဲ့ငါလားသူလားပုဂ္ဂိုလ်တ attva လားဓမ္မပဲလားဥပါဒံအထိဓမ္မပဲတွေ့သေးတယ်ငါဆိုတာရှာလို့မတွေ့သေးဘူးအဲ့တော့တဲ့ဟောဒီမှာသွားပြီးတော့မိမိကကိုင်းကြီးတို့ကြီးထိကြည့်တဲ့အရာရှိကိုကမမြောက်ဘူးလားအဲ့လိုမြောက်တာကလည်းဟောဒီလောဘစိတ်ကစိတ်ခိုင်းတဲ့ဝါယောဓာတ်တွေလှုပ်ရှားနေတာနော်ဝါယောဓာတ်တွေလှုပ်ရှားနေတယ်ဆိုတော့ပုဂ္ဂိုလ်တ attva လားရုပ်တရားလားအမြင်ရုပ်တရားရဲ့လှုပ်ရှားမှုပေါ်မှာငါလုပ်နေကြတာမှန်မှန်လားအခုလက်ချကြည့်တော့ငါပါလားဘာအစင်နေတန်းနေတာဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးကအာရမဏပစ္စည်းဟောနေတာဒီဒိဋ္ဌိဖြုတ်ခြင်းလို့နှားလိုက်ပါဘာဖြုတ်ခြင်းလို့ဒါမြင်စရာအာယုံဒီရူပါယုံလို့ဓမ္မအပေါ်မြင်လိုက်တဲ့ကဒိဋ္ဌိပြုတ်နေပြီမြင်တာကလည်းငါမဟုတ်ဘူးမြင်စိတ်ကမြင်တယ်ဆိုတော့ဒိဋ္ဌိပြုတ်နေပြီလိုချင်တာကလည်းငါလိုချင်တာမဟုတ်လောဘစိတ်လေးကလိုချင်နေတာဒါမြင်ဓမ္မဆိုတာပြီးတဲ့အတွက်ဒိဋ္ဌိပြုတ်မပြုတ်လိုချင်မှုအားကြီးတဲ့ဥပါဒံလည်းပဲငါမဟုတ်သူမဟုတ်ပုဂ္ဂိုလ်တ attva မဟုတ်တဲ့ဓမ္မလို့မြင်လိုက်တဲ့တော့လေသက္ကာဒိဋ္ဌိပြုတ်မပြုတ်ဆိုဒီဘက်ကလှုပ်ရှားနေတာလည်းငါဟုတ်သေးလားအဲ့တော့မြင်စရာအာယုံအကြောင်းခံပြီးမြင်စိတ်အကျိုးပေါ်မပေါ်မြင်စိတ်အကျိုးအကြောင်းခံပြီးတော့လိုချင်မှုအကြောင်းမြင်စိတ်အကြောင်းခံပြီးတော့လိုချင်မှုအကျိုးပေါ်မပေါ်လိုချင်မှုအကြောင်းခံပြီးလိုချင်မှုအားကြီးတဲ့ဥပါဒံပေါ်မပေါ်လိုချင်မှုဥပါဒံဆိုတဲ့အကြောင်းခံပြီးတော့လေဒီဘက်ကတဲ့ကံစေတနာတွေကောဆိုတဲ့အကျိုးပေါ်ဘူးလားပေါ်လားဒီတော့အကြောင်းဓမ္မအကျိုးဓမ္မအကြောင်းဓမ္မအကျိုးဓမ္မအကြောင်းဓမ္မအကျိုးဓမ္မဒီလိုမတော်လားတော့တမ်းမြင့်ဒီဓမ္မအစဉ်ဒီဟောဒီရူပါယုံကနေကံမြောက်ပြီးတိုင်အောင်တဲ့အကြောင်းအကျိုးတွေသွားနေတာဘာတွေသွားနေတာဒီသဘောလေးကိုဉာဏ်ရှင်းအောင်လို့တဲ့အချိန်ချင်းထက်တက်ကိုအမျိုးမျိုးတက်ပြီးတော့ရှင်းပေးနေရတာမိမိတို့ငါတွေသူတွေပုဂ္ဂိုလ်တ attva တွေစိတ်သုံးနဲ့တုံညတစိုက်ဖို့အရေးမကြီးလားကြီးလားအသုံးချတတ်အောင်ဒီချိသင်ပေးရတာနော်အသုံးချတတ်ဖို့အရေးကိုရှင်းပေးရတာလွယ်ရဲ့လားယနေ့တော်စင်မြတ်နာနေရတဲ့တရားသည်တဲ့နာယုံလားခန္ဓာဉာဏ်ဆက်ရတာလားခန္ဓာရှုွက်နဲ့တွဲဆွင်းနေတာပါအဲ့တော့မှမိမိတို့တန်တန်ပေါ်နေတဲ့မြင်လိုက်တဲ့အစဉ်အာယုံခင်းကျင်ထားတဲ့အရာလေးတွေပေါ်မှာဒီမြင်လိုက်တဲ့အဖြစ်ဒီကံမြောက်အောင်သွားတော့လေဓမ္မအစဉ်ပဲနော်အဲ့ဒီမှာတင်မဲ့ဒါဘလောက်လဲလို့ကဲဈေးလေးမေးလိုက်ပြန်တော့လေပဲတဲ့အဲ့ဒီမေးလိုက်တဲ့အမေးလေးကဘလောက်ပဲဟေးလို့ပြောလိုက်တဲ့အတန်လေးကလည်းမပေါ်လာဘူးလားမေးလိုက်တဲ့အမေးလည်းပဲတဲ့အတန်မပေါ်ဘူးလားဒီတော့ရောင်းသူနဲ့ဝယ်သူ2ယောက်မရှိဘူးလားရှိပါတယ်ရောင်းသူနဲ့ဝယ်သူ2ယောက်ရှိတယ်ဒါမြင်ရောင်းတဲ့လူကလေတဲ့ဟောဒီဝယ်တဲ့လူလာကြတဲ့ကူကသူကမမြင်ဘူးလားမြင်ပါတယ်မြင်လိုက်တဲ့အခါမှာမြင်တယ်ဘယ်ကမြင်လို့မြင်စိတ်ကမြင်တယ်ဒါမြင်ရင်ဝယ်သူဒီလဲပဲတဲ့တခြားလားရူပါယုံလားဟောဒီရောင်းသူရဲ့အာယုံမှာမြင်နေရတာကရူပါယုံနော်ဒါမြင်ရူပါယုံလေးကိုတဲ့ဟောဒီဝယ်သူလေးလာလိုက်တဲ့ရူပါယုံကိုရောင်းနေတဲ့ပုဂ္ဂိုလ်ကမမြင်ဘူးလားမြင်ပါတယ်မြင်တာကဘယ်ကမြင်စိတ်ကမြင်တ
မြင်ရင်ရောင်းတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှလည်းပဲတဲ့ဟောရောင်းတဲ့ပုဂ္ဂိုလ်ပဲနဲ့လို့ကိုကအာယုံပြုမနေနဲ့သူမြင်လိုက်တဲ့အမြင်မှလည်းရူပါယုံနဲ့မြင်စိတ်လေးပဲအဲ့ဒီမြင်စိတ်လေးကြောင့်လေးပဲတဲ့သူ့ဆိုင်ထဲကိုဝင်လာတော့သူဝမ်းသာတဲ့သဘောမလားဘူးလားနှစ်သက်တဲ့သဘောမလားဘူးလားဒါမြင်ဝမ်းသာမှုနှစ်သက်မှုတွေရဲ့နောက်ကမှလောဘကပေါ်ပြီးနော်အဲ့တော့ဒီပစ္စည်းလေးကိုရောင်းကျင်တဲ့ဆန္ဒတွေသူ့မှာမကိန်းလားကိန်းလားအဲ့ဒီလိုချင်မှုတွေအားကြီးတဲ့အခါကျတော့တဲ့သူ့ရင်ထဲမှာသူကပြုံးပြောနေတဲ့သဘောတွေကလည်းပေါ်နေတာပဲဒီကြတော့သူကမေးလိုက်ပြီဒါဘလောက်လဲမကြောက်လားမေးလိုက်တဲ့အတန်လေးမပေါ်ဘူးလားအတန်ဆိုတာကတတ္ထာယုံအတန်ဆိုတာကတမ်းမြင့်တတ္ထာယုံနဲ့ဝယ်တဲ့သူကတဲ့မေးလိုက်တဲ့အခါမှာအဲ့ဒီရောင်းတဲ့သူကတဲ့တတ္တယုံဆိုတဲ့အတန်လေးကိုမကြားဘူးလားကြားပါဘူး။ဒါမြင်ရောင်းသူကြားတဲ့နေရာမှာငါကြားတာလားကြားသိကကြားတာလားရောင်းသူပါလားပါပါဘူးဗျာဘယ်သူကြားတာတော့ကြားသိကကြားတာဝဲသူကပြောလိုက်ပြန်တော့လေပဲတဲ့ဘလောက်လဲဆိုတဲ့အတန်လေးဒီတဲ့ဝဲသူကပြောတာလားတဲ့ဒါမှမဟုတ်ပြောကျင်တဲ့စိတ်ကပေါ်လာတာလားပြောကျင်တဲ့စိတ်ကြောင့်ပြောတဲ့အတန်လေးပေါ်ရတာယုံနဲ့နံတော့ပုဂ္ဂိုလ်တ attva တွေဖြောက်နေတဲ့စိတ်သုံးဖို့တုံညတစိုက်တဲ့တရားပါမိမိတို့ဝဲသူကလည်းပဲပြောလိုက်တဲ့အတန်ဒီပြောကျင်တဲ့စိတ်ကြောင့်ပြောလိုက်တာဒါမြင်ယုံနဲ့နံပဲရှိတယ်ပုဂ္ဂိုလ်တ attva ပါလားမှန်ပါဘူးဗျာဟိုကကြားတဲ့ပုဂ္ဂိုလ်ကလည်းရောင်းသူဆိုပေနဲ့ကြားလိုက်တဲ့နေရာမှာတဲ့ရောင်းသူကကြားတာလားကြားတဲ့ကကြားတာလားအမြင်ဘာတွေပြနေအောင်ဓမ္မတွေအယောင်အဝယ်သာလုပ်နေတာဘာတွေပြောနေတာလဲတော့ဓမ္မတွေမှန်ကောမှန်ရလားအဲ့ဒီကြတော့ဘလောက်ဆိုတဲ့အတန်လေးကိုသူကပြန်မပြောဘူးလားပြောတော့ဝယ်သူကမကြားဘူးလားဝယ်သူကကြားတာဘာကကြားတာကြားသိကကြားတော့တခြားလားဓမ္မပဲလားပြောတော့သာရောင်းသူဝယ်သူလို့ပြောနေပေနဲ့ဟောဒီမှာအာယုံကတတ္တယုံကြားတာကကြားသိကကြားတာရောင်းသူလည်းမပါဘူးဝယ်သူလည်းမပါဘူးအာယုံနဲ့ကြားသိဒါပဲရှိတယ်နော်အဲ့ဒီကြတော့တဲ့ဟောဈေးကဟိုကပြောလိုက်တဲ့အခါမှာဟဲ့ဒါကြီးကမတန်ပါဘူးဆိုတော့မိမိစိတ်ထဲမှာကျေနပ်ထားလားမကျေနပ်ထားလားဒေါသလေးမလာဘူးလားဒေါသဖြစ်နေတာရောင်းဝယ်သူကဖြစ်နေတာလားတဲ့ဒေါသစိတ်ကဖြစ်တာလားမကျေနပ်တာဒီဘာသဘောဒေါသရဲ့သဘောဒါမြင်ဒေါသဒီဗမာပေါ်ဒါမြင်တတ္တာယုံလေးကိုအကြောင်းပြုပြီးတော့ဟောဒီမှာကြားစိတ်လေးလေပေါ်လဲပေါ်ရောတဲ့သူ့ရဲ့တန်တမန်တန်သမယုတ်တကမြတ်စဓမ္မနံဆိုတဲ့အာယုံရဲ့ကျေးဇူးပြုမှုလေးကဒီဘက်မှာလာပြီးရှင်ပေါ်ရှင်ဘက်အနေနဲ့စေတသိက်လေးတွေကစိတ်မှာမပေါ်ရဘူးလားဒါမြင်စိတ်နဲ့စေတသိက်ကပေါ်တာနော်ဝယ်သူရဲ့တန်တန်မှာဖြစ်ပေါ်နေတဲ့တရားဓမ္မကိုပြောနေတာဝယ်သူမကျေနပ်တာလားတဲ့ဒေါသကမကျေနပ်တာလားအဲ့ဒါကိုတဲ့ဈေးကကြီးလိုက်တာဆိုပြီးမခံမရနိုင်ဖြစ်နေတဲ့အသွင်ကိုသူ့ရဲ့တန်တန်လို့ပြောနေပေနဲ့သူဆိုတာမပါဘူးပါရဲ့လားဓမ္မလေးကိုပြောနေတာနော်ရောင်းဝယ်လုပ်နေပေနဲ့ဘာတွေအစဉ်တန်းလဲဆိုတာသိစေချင်လို့ဓမ္မနဲ့ပုံဖော်နေတာမှန်တော့မှန်ရဲ့လားအဲ့တော့မှသူကမကျေနပ်တန်လေးနဲ့ဈေးကကြီးကြီးလေဆိုတော့သူ့ကျင်နဲ့မကျေနပ်ဘူးအဲ့တော့မကျေနပ်တဲ့အတွက်ကြောင့်မလို့မကျေနပ်မှုတွေအားကြီးတဲ့အခါကျတော့ဒါလေးကိုပြစ်ချလိုက်တယ်လို့ကမလာဘူးလားမဝယ်ဘူးပေါ့အမှုရာကဟုတ်ရဲ့လားဒါမြင်မဝယ်ကျင်တာကလည်းဘသူကကျေးဇူးပြုတာဒေါသစိတ်ဟောဒီဒေါသစိတ်ကလည်းဘသူကကျေးဇူးပြုတာအာယုံကကျေးဇူးပြုတာနောက်ဆုံးကြတော့စင်ကဲပြန်ချလိုက်ရင်ဘသူကအစအာယုံအကြောင်းကင်းပြီးဖြစ်ကောင်းသလားမဖြစ်ကောင်းပါဘူးတဲ့ဒါမြင်ဝယ်သူဒီမကြည်မနှက်ဖြစ်ပြီးတော့တဲ့ဟောဒီပစ္စည်းလေးကိုပြစ်ချတဲ့ဒီရောက်သွားတာလေတခြားလားအာယုံကကျေးဇူးပြုတာဒါမြင်ရင်တဲ့ဝယ်သူပါလာကြည့်လိုက်တဲ့အခါကျတော့အာယုံကတတ္ထယုံကြားတာကကြားစိတ်မကျေနပ်တာကဒေါသအာကြည့်တာကဥပါဒံပြစ်ချလိုက်တာကကံပါလားပုဂ္ဂိုလ်တရားတမ်းမြင်ရင်နဲ့ဝယ်သူရဲ့အပြုမှုကလည်းတခြားလားဓမ္မအစဉ်လားတမ်းမြင်ရောင်းသူကလည်းတဲ့အဲ့ဒီချိန်မှာဝယ်သူကလို့ပြစ်တော့သူပြောတဲ့ဈေးညံကြီးသွားသလားဆိုတော့သူကပြောလိုက်သေးတယ်ဈေးကြီးလွန်းနေကြီးလွန်းနေဆိုတော့ဈေးကြီးတယ်ဆိုတဲ့အတန်လေးမပေါ်ဘူးလားတခြားလားတတ္တယုံလားဘယ်ဒီဘက်ကကြားသိကကြားမကြားကြားလိုက်တဲ့ဆိုရင်တဲ့သူ့ရင်ထဲမှာတဲ့ဒီဖောက်တယ်တော့လွတ်သွားတော့မှာပဲ
မလွတ်ချင်ဘူးဆိုတော့သူ့ရဲ့တန်တန်မှာတဲ့အဲ့ဒီလွတ်မာလေးကိုမကြောက်ဘူးလားကြောက်လွတ်မာကိုစိုးရိမ်နေတာကလည်းဒေါသပဲနော်အဲ့တော့ဒီဒေါသလေးကြောင့်လည်းပဲတဲ့သူကနေပြီးတော့သူ့ကိုတော့ဟေးအလွတ်မခံဘူးဆိုပြီးတော့ကဲကြည်စမ်းမအောင်ဒါလေးကတမျိုးဒီချက်ကောင်းနေပါညာနဲ့ဈေးလေးတွေကိုထပ်ပြီးတော့ပြောနေတဲ့အခါမှာဒီသဘောတရားလေးတွေကိုအာရုံပြန်ကြည့်လိုက်ရင်ရောင်းသူနဲ့ဝယ်သူလှုပ်ရှားနေတဲ့အမူအရာတွေမှန်သမျှမှာပုဂ္ဂိုလ်တ attva တွေလားဓမ္မတွေလားအယောဝယ်တာလုပ်နေကြတာဓမ္မအစဉ်တွေဖြစ်နေတာနော်အဲ့ဒီဓမ္မအစဉ်တွေကိုကြည့်ရင်ကုသိုလ်လားအကုသိုလ်တွေလားဘာတွေဖြစ်နေတာလို့လောဘတွေဖြစ်လိုက်ဒေါသတွေဖြစ်လိုက်ဆိုတာအကုသိုလ်တွေဘာတွေဖြစ်နေတာလဲဒါမြင်အကုသိုလ်တွေဖြစ်နေတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တန်မှာဒီအချိန်ခါမှာတဲ့ပြန်ကြည့်လိုက်ရင်ကာမဘဝပစ္စယဇာတိဆိုပြီးအနာဂတ်တန်တရားအာယုံပြုတ်လိုက်တာနဲ့သူ့ရဲ့တန်တန်ကိန်းနေတဲ့ဓမ္မအစဉ်ကပို့လိုက်တဲ့နေရာဒီတခြားလားအပယ်လေးပုံလားမသုံးတတ်တဲ့အတွက်ကြောင့်လို့ဒုက္ခများမများဒါမြင်ကိုကကြည့်လိုက်တဲ့အခါမှာအယောင်းဝယ်လုပ်နေကြတဲ့နေရာမှာဓမ္မအစဉ်တွေတန်းပြီးတော့အာကုသိုလ်တွေပွားနေပါလားလို့ယနေ့ကိုယ့်ရဲ့တန်တန်ကိန်းနေတဲ့ဒီတရားတွေရဲ့အစဉ်ကိုဒီလိုတရားမျိုးနားလိုက်ရတော့ငါတန်တန်ဘာဖြစ်တယ်ဆိုတာကိုတဲ့စမ်းစစ်လို့မရဘူးလားဒါမြင်လိုချင်ရင်ဘာတရားလောဘမကျေနပ်ရင်ဘာတရားလောဘဖြစ်ရင်ကုသိုလ်လားအကုသိုလ်လားဒေါသဖြစ်ရင်ကုသိုလ်လားအကုသိုလ်လားဒါမြင်ဒီလောဘဒီပမာပေါ်မကျေနပ်တဲ့ဒေါသလည်းပမာပေါ်တခြားကြောင့်လားအာယုံကြောင့်လားအာယုံကအကြောင်းလောဘဖြစ်ရတာကအကျိုးအာယုံကအကြောင်းဒေါသဖြစ်ရတာကအကျိုးအကြောင်းကြောင့်ဘာဖြစ်ကဲဒီအာယုံလေးလည်းပျောက်သွားရောလောဘကောရှိသေးလားကဲစိတ်ပြည့်စရာအာယုံလည်းပျောက်သွားတော့ဒေါသရှိသေးလားအဲ့ဒါလို့အာယုံကြောင့်ဖြစ်ပေါ်လာတဲ့လောဘဒေါသအာယုံလည်းပျောက်သွားရောလောဘလည်းမရှိဒေါသလည်းမရှိဆိုတာကိုဉာဏ်လေးကကြည့်လိုက်ရင်လောဘဆိုတာလည်းစိတ်မှာပေါ်ပြီးစိတ်မှာချုပ်တယ်ဒေါသတိုင်းပေါ်လာဒါလောဘပေါ်တဲ့အချိန်မှာဉာဏ်မပေါ်ဘူးဒေါသပေါ်တဲ့အချိန်မှာဉာဏ်မပေါ်ဘူးဉာဏ်လည်းပေါ်ရောလောဘချုပ်မချုပ်ဒေါသကောချုပ်မချုပ်အဲ့လိုဆိုရင်လောဘရဲ့ကျေးဇူးပြုမဲ့အပယ်လေးပုံသွားသေးလားဒေါသကပုံမဲ့အပယ်လေးပုံကိုသွားသေးလားသုံးတတ်တော့ဆေးဆိုတာဉာဏ်ပေါ်သွားတာကိုပြောတာအဲ့ဒီဉာဏ်လေးသာကိုယ်တန်တဲ့အချိန်မီပေါ်လာတဲ့အမြင်အာယုံနောက်မှလည်းအပယ်ချကြမလို့ဘူးအကြားအာယုံနောက်မှလည်းအပယ်လေးဘက်ကလွတ်သွားနိုင်တယ်ဒါမြင်ဝိပဿနာဉာဏ်လေးကိုဒါပုံဖော်တယ်လို့မှတ်ပါဘာဉာဏ်ကိုပုံဖော်တာဝိပဿနာဉာဏ်ကိန်းတဲ့ပုဂ္ဂိုလ်ကျတော့ဓမ္မအစဉ်ကိုမြင်မမြင်အကြောင်းအကျိုးတွေကိုလည်းသိမသိအကြောင်းအကျိုးကိုဉာဏ်သိရင်ဘာသိဝိသိကိစ္စကိလေသာသိတယ်အကြောင်းကလည်းဓမ္မအကျိုးကလည်းဓမ္မလို့သိရင်သက်ကာယတွေပြုတ်တယ်ဒါမြင်ရင်အကြောင်းချုပ်ရင်အကျိုးချုပ်မချုပ်မမြဲတာကိုသိရင်သတ္တရာတွေပြုတ်မပြုတ်ဟောဒီဖြစ်ပေါ်တိုင်းအကျိုးဒီအကြောင်းကင်းသလားအကြောင်းအကျိုးဆက်သွယ်မှုရှိတဲ့အတွက်ဥပ္ပဒါတိကိုပြုတ်မပြုတ်ဒါမြင်ဒီဉာဏ်အမြင်ဒီဒိဋ္ဌိဆင်ပြီးမှရှုနေတယ်ဆိုရင်မမှန်ဘူးလားအာရမဏပစ္စည်းကျေးဇူးပြုပုံဟောနေတာဒီဒိဋ္ဌိပြုတ်ပြီးတော့အမြင်ဉာဏ်ကိန်းအောင်လို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပဋ္ဌာန်းပါဠိတော်ကြီးမှာအကျယ်မဟုတ်လားဟောသွားလားယနေ့သတော်စင်များကိုဉာဏ်မီတလောက်ကြိုးစားပြီးတော့သဘောပေါက်အောင်ရှင်းပြနေတာပါအဲ့တော့ကိုယ့်ရဲ့တန်တန်ဖြစ်ပေါ်တဲ့တရားတွေမှာနားကလည်းပဲဒုက္ခပေးလိမ့်မယ်မျက်လုံးကလည်းပဲဒုက္ခပေးလိမ့်မယ်အဲ့လိုပေးတယ်ဆိုတာကလည်းအာယုံကြောင့်ပါဘာကြောင့်လို့အဲ့ဒီအာယုံတွေကိုအသုံးမချတတ်တဲ့အတွက်လောဘတွေဖြစ်ခြင်းတိုင်းဖြစ်ဒေါသတွေဖြစ်ခြင်းတိုင်းဖြစ်ဆိုတော့ဉာဏ်သာမလိုက်ဘူးဆိုရင်တန်ត្រာမှာအပယ်လေးပုံကတက်ရအောင်မလားတက်ရပါဘူးအခုတော့လောဘဆိုတာဒီအပယ်ချဖို့လာတာဒေါသဆိုတာဒီအပယ်ချဖို့လာတာဒါအရှုကံမလို့လက်ဥမှုယူပြီးတော့ဉာဏ်ကသာကြည့်လိုက်ရင်လောဘကအပြည့်ရှုတဲ့ဉာဏ်ကမဲ့ဒေါသကအပြည့်ရှုတဲ့ဉာဏ်ကမဲ့ဒီလိုသွားနေရင်အပယ်တကားမပိတ်ဘူးလားပိတ်ပါဘူးလာတော့ကတော့အပယ်ချဖို့နော်မိမိကအတုံးနဲ့တဲ့သွားရောအပယ်ချနိုင်ပြီလားဘာကြောင့်လို့အဲ့ဒီအာယုန်တွေကိုအသုံးမချတတ်တဲ့အတွက်လောဘတွေဖြစ်ခြင်းတိုင်းဖြစ်ဒေါသတွေဖြစ်ခြင်းတိုင်းဖြစ်ဆိုတော့ဉာဏ်သာမလိုက်ဘူးဆိုရင်တန်ត្រာမှာအပယ်လေးပုံကတက်ရအောင်မလားတက်ရပါဘူးအခုတော့လောဘဆိုတာဒီအပယ်ချဖို့လာတာဒေါသဆိုတာဒီအပယ်ချဖို့လာတာဒါအရှုကံမလို့လက်ဥမှုယူပြီးတော့ဉာဏ်ကသာကြည့်လိုက်ရင်လောဘကအပြည့်ရှုတဲ့ဉာဏ်ကမဲ့ဒေါသကအပြည့်ရှုတဲ့ဉာဏ်ကမဲ့ဒီလိုသွားနေရင်အပယ်တကားမပိတ်ဘူးလားပိတ်ပါဘူးလာတော့ကတော့အပယ်ချဖို့နော်မိမိကအတုံးနဲ့တဲ့သွားရောအပယ်ချနိုင်ပြီလား
သူ့ကိုတဲ့အကြောင်းပြုပြီးနိဗ္ဗာန်တော်ရောက်ပြီလောဘကိုအကြောင်းပြုပြီးတော့နိဗ္ဗာန်မရောက်ဘူးလားဒေါသကိုအကြောင်းပြုပြီးနိဗ္ဗာန်မရောက်ဘူးလားအမြင်လောဘဆိုတဲ့အရှုခံဒေါသဆိုတဲ့အရှုခံကိုအရှုဉဏ်ကဖြစ်ပြမြင်ရင်လာတော့ကအပေချမဲ့တရားပြီးနိဗ္ဗာန်ကိုတောင်ကျေးဇူးများစွာနဲ့ပို့လိုက်တယ်ဆိုတော့သုံးတတ်တော့စီပေါ်ပါတယ်တော့ဒါကမိမိတို့မြင်ပုံတွေကြားပုံတွေကိုတဲ့ရှိကလည်းပြောခဲ့တော့ဒီလောက်တော့တယုံကြည်နေပြီပေါ့လေအဲ့တော့နှာခေါင်းလေးရှိတော့လေအနတ်နဲ့မစုံဘူးလားနှာခေါင်းရှိတော့လေအနတ်နဲ့စုံမှာပဲအဲ့လိုအနတ်နဲ့စုံတဲ့အခါမှာအနတ်ဆိုတဲ့ကန္နာယုံတည်တဲ့မိမိရဲ့တန်တန်နှာခေါင်းအတ္တိလေးမှာတိုက်တော့